Hello မင်္ဂလာပါဆရာက Zor Business School ရဲ့ Principal နဲ့ Founder ဖြစ်တဲ့ Dr. ဇော်ဝင်းသိန်းဖြစ်ပါတယ်ဆိုတော့ဆရာကဒီနေ့ဒီ video လေးကနေပြီးတော့ Accounting and Finance နဲ့ပတ်သက်ပြီးတော့အခုမှစတင်လေ့လာမဲ့ beginner တွေပေါ့เนาะအခုမှစတင်လေ့လာမဲ့သူတွေအနေနဲ့ဘယ်လို qualification မျိုးကနေစတင်တယ်လဲเนาะဒါလေးကိုစပြီးတော့ဆရာတို့ဒီ information ကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဆရာတို့ဒီ ACCA ကနေပြီးတော့ foundation course အနေနဲ့ပေါ့เนาะဆရာတို့ဒါ FIA လို့ခေါ်တဲ့ Foundation in Accountancy အကြောင်းလေးဒါရှင်းပြခြင်းပါတယ်အဲ့တော့ ACCA ဆိုတာကတော့ဆရာတို့ Association of Chartered Certified Accountant ဖြစ်ပါတယ်ဆိုတော့ဒါကဆရာတို့ဒီ ACCA ဆိုတာက UK နိုင်ငံမှာအခြေစိုက်တဲ့နော် UK နိုင်ငံမှာအခြေစိုက်တယ်ဆိုပေမဲ့သူကတကမ္ဘာလုံးမှာ globally မှာ recognize လုပ်ထားတဲ့ professional qualification တစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ qualification လေးကိုအသေးစိတ်ရှင်းပြပေးပါမယ်အဲ့တော့ဒီ foundation course အကြောင်းမပြောခင်မှာဆရာက ACCA နဲ့ပတ်သက်ပြီးတော့သိတဲ့အကြောင်းအရာလေးတွေအနည်းငယ်ရှင်းပြပေးပါမယ်ဆိုတော့ ACCA ဆိုတာဘာလဲဆိုတော့ ACCA ဆိုတာကWorld largest accountancy body တဲ့တခုသူ့ forward thinking ဖြစ်တယ်လို့ဒါပြောတယ်ဘာလို့ဆိုရှေ့လာမဲ့လိုအပ်ချက်တွေကိုအမြဲတမ်းစဉ်းစားပြီးတော့သူ့ရဲ့ syllabus ကို update လုပ်နေတာကိုဆိုလိုတာဖြစ်ပါတယ်เนาะအဲ့တော့ ACCA ဆိုတာဒီဒါ global body for professional accountant ဖြစ်တယ်ဒါကြောင့်ကမ္ဘာပေါ်မှာအကြီးဆုံးဒီ accountancy body တွေတဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်ဒါကြောင့် ACCA ရဲ့ logo မှာတော့မှ think ahead ဆိုပြီးတော့เนาะထည့်ထားတာတွေးပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ခုန forward thinking ပေါ့။ဒီကျတော့ accounting and finance ဆိုတာကခင်းနဲ့အညီပေါ့။အများကြီးပြောင်းလဲနေတယ်အခုခေတ်မှာ။ဆိုတော့ခင်းနဲ့အညီပြောင်းလဲနေတော့လက်ရှိဘာတွေလိုအပ်နေမလဲ။လာမယ့်နှစ်တွေမှာကောဘာတွေလိုအပ်မလဲ။အဲ့ဒီလိုအပ်ချက်တွေအတွက်အများအားပြင်ဆင်ပေးနေတဲ့accountancy body တခုဖြစ်တယ်အဲ့တော့ ACCA နဲ့ပတ်သက်လို့ရှိရင်ခုနတင်ပြခဲ့သလိုသူကတကမ္ဘာလုံးမှာအတိအမှတ်ပြုခြင်းခံရတဲ့ globally recognized professional accountancy body ဖြစ်ပါတယ်သူကနေပြီးတော့ qualification တွေ provide လုပ်တယ် standard တွေ accountancy နဲ့ပတ်သက်လို့เนาะ advance လုပ်ပေးတယ် worldwide မှာဆိုတော့ဒီစံသတ်မှတ်ချက်တွေကို qualification တွေရောဆိုတော့အဲ့ဒီ qualification တွေအကြောင်းကိုလည်းဒီမှာအသေးစိတ်ရှင်းပြချင်တာဖြစ်ပါတယ်ဆိုတော့ဒီ ACCA နဲ့ပတ်သက်ပြီးတော့ဒီအဖွဲ့အစည်းက1904ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်တယ်ဒီအဖွဲ့အစည်းကမနေ့တနေ့မှပေါ်လာတဲ့အဖွဲ့အစည်းမျိုးမဟုတ်ဘူး1904ခုနှစ်ဆိုကတည်းကဆရာတို့ပြောမယ်ဆိုလို့ရှိရင်အခု2024ဆိုရင်နှစ်120เนาะတိုင်ခဲ့ပြီဖြစ်တယ်နှစ်120ကျော်ခဲ့ပြီဖြစ်တယ်ဒီ accountancy နဲ့ပတ်သက်တဲ့ qualification တွေကို provide လုပ်လာခဲ့တာဆိုရင်လက်ရှိမှာကြည့်မယ်ဆိုရင် fully qualified ဖြစ်ပြီးသား member သည်2,52,500 ကျော်million တခုနဲ့ပြောမယ်ဆိုရင် a quarter of a million ဖြစ်နေပြီဒါ qualify member အရေးအတွက် future member အနေနဲ့ပြောမယ်ဆိုရင်လည်း more than half a million ဖြစ်နေပြီ9,206,000ဒါကို future member လို့ဘာလို့သုံးတာလဲဆိုတော့လက်ရှိမှာ student တွေနဲ့ဖြည့်နေကြတယ်ပေါ့သူတို့သာဖြည့်ပြီးသွားလို့အားလုံးအောင်မြင်ပြီးမြောက်သွားမယ်ဆိုရင်နောက်မှဖြစ်လာမယ် member တွေဆိုတော့သူတို့တွေသာ member ဖြစ်လာရင်မကြခင်မှာဒါဒီ1 million အနေနဲ့ဒါပြည့်မှာဖြစ်တယ်တဘောကဆိုတော့ဟုတ်ပြီဒီ member တွေကဘယ်နိုင်ငံတွေကဖြည့်နေကြတာလဲဆိုတော့နိုင်ငံပေါင်း180က student တွေဖြည့်နေကြတာဖြစ်ပါတယ်ဒါကြောင့် globally recognized ဖြစ်တယ်လို့ပြောတာကဒီသက်ဆိုင်ရာနိုင်ငံရဲ့ဒီအမြင့်ဆုံး accountancy body တွေနဲ့လည်းmutual recognition agreement တွေရှိပါတယ်ဆိုတော့ကတိုင်းပြည်တစ်ခုမှာဆရာတို့အမြင့်ဆုံး qualification ဆိုတာက CPA တွေ CA တွေဖြစ်ပါတယ်
နော် CPA တချို့နိုင်ငံမှာ CPA လို့ခေါ်တယ် Certified Public Accountant လို့သုံးတာရှိတယ်တချို့နိုင်ငံမှာတော့ Chartered Accountant လို့သုံးတာရှိတယ်ဆိုတော့ UK မှာ England မှာကတော့ CPA လို့မသုံးပါဘူး Chartered Accountant လို့ပဲသုံးပါတယ်ဒါဒီသက်ဆိုင်ရာနိုင်ငံရဲ့အမြင့်ဆုံး accountancy qualification ဖြစ်ပါတယ်နော်အလားတူပဲဆရာတို့အိန္ဒိယချင်းအာဆီယံနိုင်ငံတွေကစင်ကာပူကိုကြည့်မယ်ဆိုလို့ရှိရင်လေသူလည်းတစ်ချိန်လုံးက CPA စင်ကာပူဆိုပြီးသုံးခဲ့တာဖြစ်တယ်နော်ဆရာတို့ဟိုမြန်မာနိုင်ငံလိုပဲပေါ့ CPA ဆိုတဲ့အသုံးအနှုန်းကိုသုံးတယ်နောက်ပိုင်းကျမှသူတို့ကပြောင်းပြီးတော့ Chartered Accountant ဆိုတဲ့အသုံးအနှုန်းကိုပြောင်းသုံးတယ်ပြောချင်တာက CPA ပဲသုံး Chartered Accountant ပဲသုံးသက်ဆိုင်ရာနိုင်ငံရဲ့ဒါဒီအမြင့်ဆုံး accountancy qualification တစ်ခုဖြစ်တယ်ဒါလေးကိုအရင်ဆုံးသိဖို့လိုအပ်တာဒီ body တွေကဘာတွေလဲเนาะဒါတွေကိုအရင်သိတော့မှသူတို့ရဲ့ qualification တွေကဘယ်လောက်ထိเนาะအသုံးဝင်တယ်လဲဒါတွေကိုပါကိုကထပ်ပြီးတော့လေ့လာသိရှိဖို့လိုမှာဖြစ်တယ်ကဲဟုတ်ပြီဒါဆိုဆရာတို့ ACCA နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုတဲ့အခါမှာတချို့က ACCA ဆိုတာကအရင်မြင့်နေဒီ qualification ရbeginner တွေအတွက်အဆင်ပြေပါမလားဒီလိုစိုးရင်တဲ့သူတွေရှိတယ်ဆိုတော့အမှန်တော့မဟုတ်ပါဘူးဆရာတို့ ACCA မှာကပြောမယ်ဆိုလို့ရှိရင်နှစ်ပိုင်းခွဲပြီးပြောလို့ရတယ် foundation qualification ရယ် professional qualification ရယ်ပေါ့ခုနပြောတဲ့ chartered accountant CPA level ထိသွားတာတော့ဟုတ်တယ်လေသက်ဆိုင်ရာနိုင်ငံရဲ့ဒါအမြင့်ဆုံးလို့ပြောမှတော့အတိုင်းအတာတစ်ခုထိစိန်ခေါ်မှုရှိမဲ့ challenge exam တွေဖြစ်တယ်နော်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် America CPA ဆိုရင်လည်းဒါ challenge ဖြစ်တာပဲ UK ရဲ့ charter qualification တွေဆိုလည်း challenge ဖြစ်တာပဲစင်ကာပူရဲ့ CA charter accountant qualification အစရှိတဲ့ဖြင့်ပေါ့ဆိုတော့နိုင်ငံတိုင်းမှာဒါအမြင့်ဆုံး qualification တွေဆိုတော့ဒါဟို professional အဆင့်ကိုပြောတာဖြစ်တယ်